ကျွန်တော်စီမှာသတင်းတော်လှုပ်ချင်တဲ့ကလေးတွေကိုမိကုန်း3ခုပဲမေးပါတယ်သတင်းတော်ဆိုတာစာဖတ်ရမယ်အသိဉာဏ်ရှိရမယ်စာပေဘုဒ္ဓတော်ကြော်ဝါမှသာဒီလုပ်ငန်းတွေကိုဆောင်ရွက်လို့ရမှာဒါပေမဲ့ကလေးတွေကမျက်လုံးလေးတွေကလေးနဲ့ကလေးတယောက်ကဆိုရဲဆက်ဆက်မိကုန်းတစ်ခုကျွန်တော်မေးတယ်သတင်းဆောင်နဲ့စာဖတ်တာနဲ့ဘာဆိုင်လို့လဲဆရာဟက်ကောင်လောကကြီးမှာသတင်းတောက်လောက်စာကိုယူမှုဖတ်မယ်လို့မရှိဘူးကွာလို့ဆိုတော့မျက်လုံးလေးကလေးနဲ့ပဲကျွန်တော်စိတ်မကောင်းဘူးအဲ့တော့လူငယ်တွေကိုကျွန်တော်တို့အပြစ်မတင်ပါဘူးနှစ်90လောက်အတွင်းမှာဒီလူငယ်တွေဟာအလင်းရောင်မရှိတဲ့ကြောင်ပိတ်ခံထားရတဲ့လူငယ်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့လက်တွဲပြီးတော့ခေါ်ယူဖို့ပဲကျွန်တော်တို့စဉ်းစားပါတယ်ဆောတော့ကကျွန်တော်မေးတဲ့မေးခွန်းလေးမေးခွန်း3ခုမေးပါတယ်မြတ်တန်းတင်ဆိုတဲ့နာမည်ကိုလိန်ခွဲပေးပါလိန်ခွဲပေးပါဆိုတာအမျိုးသားလားအမျိုးသမီးလားလို့မေးတာတိပိသားလူတွေကတော့ရှင်းရှင်းလေးပဲလေစာဖတ်တဲ့သူတွေကဆရာကြီးမြတ်တန်းတင်ပေါ့ရှင်းရှင်းလေးပဲဖုံးနိုင်ဆိုတဲ့နာမည်ရှေ့မှာတော့လကောင်နောက်မှာတော့လကောင်တစ်ခုခုပါပါတယ်လို့အဲ့တစ်ခုကိုဖြည့်ပေးပါလူတို့ဦးလာရဲ့လူတို့တော်မာရဲ့လူတို့စင်ဝင်းရဲ့အဲ့ဒီ3ယောက်ကိုဆွေမျိုးဆက်ပေးပါကလေးတယောက်ကဖြည့်ပါတယ်ဒေါ်မြတန်းတင်ဆရာကြီးမြတန်းတင်ကိုဒေါ်မြတန်းတင်လို့ဖြည့်ကြတဲ့ဒီကလေးဟာဆရာကြီးရဲ့စာအုပ်တုံးမှမဖတ်ဘူးဆိုတာသိကြပါတယ်စာအုပ်ကိုမဖတ်ဘူးတဲ့ပြင်ဒီဆရာကြီးရဲ့ဂုံသတင်းဒီဆရာကြီးရဲ့ကမ္ဘာစာပေနဲ့မြမစာပေကိုပေါင်းကူးပေးသွားတဲ့ဆရာကြီးရဲ့အရေးအသွေးအရေးချင်းတွေကိုတစ်စက်မှမသိဘူးဆိုတာသိကြပါတယ်နောက်တစ်ယောက်ဖြည့်ပါတယ်ဖုံးနိုင်ဆိုတာစာရေးဆရာမဟုတ်ဘူးဆရာတက္ကသိုလ်ဇာလန်းနေရိုက်လို့ရှိရင်ဝင်ပြီးတရုတ်ဆောင်တတ်တဲ့တရုတ်ဆောင်လေးတယောက်တဲ့မုံမြင့်အောင်ရဲ့တပည့်တဲ့သူပြောတော့မှကျွန်တော်ပြန်စဉ်းစားရတယ်ဟုတ်တယ်တက္ကသိုလ်ဇာလန်းနေမှာအဲ့ဒီဖုံးနိုင်ဆိုတဲ့ကောင်လေးပါတယ်မုံမြင့်အောင်ကသူ့ရဲ့အမေဆရာဆိုပြီးဒီကောင်ကပြောတတ်တယ်ကျွန်တော်ပြောချင်တာတက္ကသိုလ်ဖုံးနိုင်နောက်ဆုံးကတော့ပို့ဆိုးသွားတယ်ဗျာလူတို့မျိုးနွယ်ကိုအမျိုးဆက်ခိုင်းတော့လူတို့စိန်ဝင်းနဲ့လူတို့တော်မှာလင်မယားတဲ့အဲ့တော့လူတို့ဦးလာဘယ်ရောက်သွားလဲဆိုတော့အဲ့ဘယ်ကြီးတော့ကျွန်တော်တို့မသိဘူးတဲ့ဆိုဒီလိုနဲ့ကျွန်တော်ခီးတွေထွက်နေတော့တကယ်ချင်းအက်ဒီတာတယောက်ကဖုန်းလန့်ဆက်တယ်ဟေးကိုကြီးမင်းဘယ်ရောက်နေလဲအေးတကယ်ချင်းငါဒီလိုပဲခီးတွေသွားနေတယ်စိတ်ညစ်တယ်ကွာတဲ့စိတ်လေတယ်ကွာတဲ့မင်းကလည်းတဲ့ရန်ကုန်ကိုပြန်မရောက်နိုင်ဘူးတဲ့ကျွန်တော်တို့ညနေပိုင်းမှာတစ်ခွက်တစ်ဖလားမောနေကြတကယ်ချင်းပေါ့လေပြောပါအောင်ကွာလို့ဘာဖြစ်လို့လဲလို့တကယ်ချင်းအက်ဒီတာကသူ့တပည့်တွေကိုမိချောင်းကံမှာဆန္ဒပြနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တပည့်တွေကိုလွှတ်လိုက်တယ်မိချောင်းကံမှာဆန္ဒပြနေတယ်အဲ့တော့သတင်းသွားယူပါသတင်းတော့3ယောက်မြန်မြန်ဆန်ဆန်ပဲကင်မရာတွေယူတယ်ရက်ကော်ဒါတွေယူတယ်တယ်လီဖုန်းတွေယူတယ်တက်ဆီကားထုတ်တယ်ပြပြလို့တော့ပဲသွားကြတယ်တဲ့45မိနစ်လောက်နေတော့ဖုန်းပြန်ဆက်တယ်ဟယ်လိုဆရာကျွန်တော်တို့မိချောင်းကံကိုရောက်နေပါပြီဆရာမိချောင်းကံမှာတော့ဆန္ဒပြတဲ့သူတယောက်မှမတွေ့ပါဘူးဆရာကန်ထဲမှာအေးစစ်စစ်ရေကူးနေတဲ့မိချောင်းတွေပဲတွေ့ပါတယ်ဆရာဟေးမင်းတို့ဘယ်ရောက်နေတာတော့လို့မေးတော့တာကေတမိချောင်းမွေးမြူစခန်းကိုရောက်သွားတာသင်္ကန်းကျောင်းမိချောင်းကံမှာဒီလောက်ဆန္ဒအကြီးကျယ်ပြနေတဲ့အကြောင်းကိုတခြားဂျာနယ်တွေမှာလည်းအများကြီးဖော်ပြပြီးသားလူငယ်တွေကျွန်တော်အပြစ်ပြောနေတာမဟုတ်ပါဘူးစလုတ်ထမန်နိုင်ဆိုတာအင်မတန်အရေးကြီးပါတယ်ဒီကနေ့ဦးအောင်မြင့်ရဲ့အင်မတန်မှမရိုင်းထွားကြိုက်တဲ့စကားတွေကိုစလုတ်ထမန်နိုင်သမားကောင်းတယောက်ရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့သိရတာပါအဲ့ဒီစလုတ်ထမန်နိုင်သမားကောင်းတယောက်ရဲ့ကျေးဇူးသာမရှိရင်ခုနကတောင်းရောင်ဆောင်ထားတဲ့ကြီးတွေရဲ့သဘောတဘာဝကိုကျွန်တော်တို့ရိတ်စားမိမှာမဟုတ်ပါဘူးဒီလူကိုကျွန်တော်တို့ဂုဏ်ပြုသင့်ပါတယ်ဒါပေမဲ့ခုချိန်ကြီးသူဘယ်သူမှကျွန်တော်တို့မသိရသေးဘူးဖော်ပြတဲ့ Unity Channel ကတော့စစ်ဆေးမှုတွေနဲ့ရင်ဆိုင်နေရတယ်အစရှိသဖြင့်စလုတ်ထမန်နိုင်ဟာတိုင်းပြည်မှာအင်မတန်မှတိုင်းပြည်ရဲ့အသက်သွေးကြောလို့တောင်ပြောလို့ရပါတယ်တိုင်းပြည်လုံးတိုင်းနိုင်ငံလုံးကိုဒီလိုမတရားမှုကိုသိအောင်ဖော်ကျူးပေးနိုင်တဲ့စလုတ်ထမန်နိုင်ရဲ့အင်အားဒီအကြောင်းလေးတွေလည်းကျွန်တော်ပြောဖို့ရည်ရွယ်ထားပါတယ်အဲ့ဒါလို့နဲ့တခါပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်ကဦးသူမောင်ရဲ့သားဖိုးတောက်ကြားဆိုတဲ့အဆိုတော်လေးနဲ့တွေ့ပြန်ရောထုံးစံတိုင်းပဲဖိုးတောက်ကြားလည်းရင်ဖွင့်တယ်အကိုတဲ့အဖေတေတုံးကတဲ့အကိုမှတ်မိမလားမသိဘူးတဲ့မှတ်မိပါတယ်လို့ဥပလတေတော့အကိုမှတ်မိပါတယ်ပြောလေညီလေးဘာဖြစ်လို့လဲလို့ဒီကလေးတွေအကြောင်းကိုဆက်ဆက်မိသွားရင်းနဲ့ကောင်မလေးတယောက်ကိုရဲတဲ့ကျွန်တော်ကိုလာပြီးတော့မေးတယ်ရေဝေးမှာတချို့ကန်ကြီးမှာအခုဥတုမောင်ပေါ့နော်ထုံးစံတိုင်းသူတို့ TV တွေမှာပြောနေကြအတိုင်းဥတုမောင်ပေါ့နော်အခုရဲ့အဖေပေါ့နော်အခုလိုမျိုးဆုံးမကွယ်လွန်သွားတဲ့အတွက်ဘလို့များခံစားရပါသလဲအကိုတဲ့ကျွန်တော်လေးတဲ့သူ့ကိုပြန်ပြောချင်လိုက်တာတဲ့နင့်အဖေသေကြည့်ပါလားလို့ကျွန်တော်ပြန်ပြောချင်လိုက်တာဒါပေမဲ့ကျွန်တော်ဖိုးတောက်ကြလေးအကိုရဲ့တဲ့ပိဋကတ်နဲ့အလုပ်လုပ်နေရတာကျွန်တော်ပြန်ပြောလို့မရဘူးလေသူတို့မှဒီလောက်တောင်မှအသိဉာဏ်မရှိဘူးလားအကိုတဲ့အဖေတယောက်လုံးဆုံးရှုံးထားတဲ့သားတယောက်ကိုဘလို့များခံစားရပါသလဲဆိုတော့ကျွန်တော်ဘလို့ဖြေရမလဲအကို
နင့်ဖေတေးကြည့်ပါလားလို့သူဖြေချင်တယ်တဲ့ပြောချင်တာကကလေးတွေကိုနှိမ်ချတဲ့စကားတွေကိုကျွန်တော်ရည်ရွယ်တာမဟုတ်ပါဘူးတိုင်းပြည်အနာဂတ်ဘာဖြစ်မယ်မှမသိဘူးအဲ့ဒီအနာဂတ်အတွက်တေချာပေါက်အားကိုးမဲ့လူငယ်တွေကတော့မျက်စိအောင်မှမြင်နေရတဲ့လူငယ်တွေကတော့ထင်ရဆိုင်နေတဲ့လူငယ်တွေကပို့ပြီးတော့များနေတယ်အဲ့တော့ဒီလူငယ်တွေကိုတို့ကြုံထက်မြက်တဲ့လူငယ်တွေဖြစ်အောင်ဖြစ်စေခြင်းနဲ့စန္ဒနဲ့ကျွန်တော်တို့ကဆွေးနွေးပါတယ်တိုက်တွန်းပါတယ်တိုင်းပြည်မှာခေါင်းဆောင်ဘသူဖြစ်ဖြစ်ကိုယ့်ဘဝကိုကိုယ်ရှောက်လန်းရမှာဖြစ်တယ်သေချာတာတစ်ခုကတော့တိုင်းပြည်ဒီငကိုကတဲ့စာရင်တော့အနေငယ်ပြောင်းလဲမှုရှိတယ်ငကိုကပြောလို့မရတဲ့စကားတွေကိုအခုပြောလို့ရတယ်ငကိုကလုံးလို့မရတဲ့အခမ်းအနားတွေကိုအခုလုံးလို့ရတယ်သေချာတာကတော့အမောင်ခစ်ကိုနည်းနည်းလေးကြော်လာတာတော့သေချာတယ်သို့တော့လုံးဝလွတ်လပ်ပွင့်လင်းတဲ့ဒီမိုကရေစီအစစ်အမှန်ကိုမရရှိသေးတာလည်းသေချာတယ်အဲ့ဒီနှစ်ခုကြားမှာနေတတ်ထိုင်တတ်တဲ့လူငယ်တွေဖြစ်အောင်ကိုချွန်နေမြနေအောင်တွေးနိုင်တဲ့လူငယ်တွေဖြစ်အောင်ကျွန်တော်တို့ကပြောနေခြင်းဖြစ်ပါတယ်